Okay အဲ့ဒါဆိုတော့ကျွန်တော်ဒီ video file လေးမှာတော့ကျွန်တော် software တွေ installation လုပ်ပုံလုံးတွေကိုပြောပြမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့က software stick ထိုးတော့မယ်ဟေးဆိုရင်ကွန်ပျူတာကနေပြီးတော့ကျွန်တော်တို့ Windows Security ဆိုတာကိုကျွန်တော်မဖြစ်မနေပိတ်ရတယ်ပေါ့နော်ဒီညာဘက်အောက်ခြေမှာဒီများလေးကိုနှိပ်လိုက်ပြီးဒီမှာ Windows Security ဆိုတာရှိရ Windows Security ကိုနှိပ်ဒီ virus and tethering protection ဆိုတာလေးကိုကျွန်တော်ဒီ manage setting တွေကနေမဖြစ်မနေဘာလုပ်ပေးရလဲဆိုတော့ပိတ်ပေးရပါတယ် yes or no မေးရင် yes ကိုနှိပ်ပါအဲ့ဒါပိတ်ပြီးသွားပြီဟေးဆိုမှကျွန်တော်တို့ software stick ကိုထိုးပါအဲ့တော့ကျွန်တော် software stick ကိုထိုးလိုက်ပါပြီအဲ့တော့ကျွန်တော်ကတော့ကျောင်းသားတွေအဆင်ပြေအောင်ကျွန်တော် software တွေခဏခဏမပြတ်အောင်ဆိုပြီးတော့ကျွန်တော်တို့ကsoftware တွေကို Power ISO software Power ISO နဲ့ကျွန်တော် zip ချုပ်ပေးထားတယ်ပေါ့နော်အဲ့တော့ဒီမှာကျွန်တော် stick ထဲမှာဒီမှာဒါအပေါ်က file တွေကတော့ကျွန်တော်မလိုတဲ့ file တွေပေါ့နော်ကျောင်းသားတွေလေ့ကျင့်ထားတဲ့ stick ဆိုတော့နည်းနည်း file လေးတွေကဒီမှာနည်းနည်းလေးရှုပ်နေရမျိုးလေးရှိလိမ့်မယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာ Power ISO ဆိုတဲ့ software လေးရှိရပေါ့နော် Power ISO software လေးကို installation အရင်လုပ်ပြပါမယ်အဲ့တော့ကျွန်တော်ဒီ Power ISO software တွေကိုဝင်မယ် Power ISO software တွေဝင်ပြီးသွားပြီဟေးဆိုဒီအောက်မှာ Power ISO 64 full ဆိုတာရှိရပေါ့နော်ဒါလေးကိုဝင်မယ်ဝင်ပြီးသွားရင်အောက်က software လေးကို double click နှစ်ချက်နှိပ်ပြီးတော့ကျွန်တော်တို့ installation လုပ်ပါမယ် yes or no မေးရင် yes ကိုနှိပ်ပါမယ်ပြီးတော့ agree ကိုနှိပ်မယ်ပြီးတော့ install ကိုနှိပ်မယ်ပြီးတော့ next ကိုဆက်သွားပါမယ်ပြီးတော့ close ပါဒါကတော့ software installation လုပ်တာဖြစ်တဲ့အတွက်ပြီးသွားပြီဒါပေမဲ့ဘာလို့အောင်မှာလဲဆိုတော့ကျွန်တော်ဒီ Power ISO software လေးကိုကျွန်တော်ဖွင့်လိုက်မယ်ဖွင့်လိုက်တဲ့ချိန်မှာသူကဒီမှာ unregister ဆိုပြီးတော့ကျွန်တော်ပြနေပေါ့အဲ့တော့ register key ကျွန်တော်တို့ထည့်ရမယ်ပေါ့နော်အဲ့တော့သူ့ကိုကျွန်တော်ကုတ်ထည့်မယ်အဲ့တော့ကျွန်တော်ဒီမှာuser name ရဲ့ဒီမှာ registration code ရဲဆိုပြီးတော့ကျွန်တော်တို့တောင်းနေပေါ့နော်အဲ့တော့ဟုတ်ပြီကျွန်တော်တို့ကဘတ်နဲ့ပြန်ထွက်ပြဒီမှာ Power ISO ဆိုတာရှိတယ်ဒီမှာ Power ISO key gen ဆိုတာရှိရပေါ့နော်အဲ့တော့ key gen ကိုကျွန်တော်တို့ထည့်မယ်ပေါ့နော်အဲ့တော့ Power ISO key gen ဆိုတာလေးကို double click နှိပ်လိုက်ပြီးရင်ဒါကိုခဏဆောင်ဒီမှာနော်ဒါလေးပြနေနော်အဲ့တော့ဟုတ်ပြီဒါပြီးသွားရင်သူပိတ်လိုက်ပြီးရင်ဒီမှာ Power ISO key gen ဆိုတာလေးကို double click နှိပ်လိုက်လို့ရှိရင်ကျွန်တော်ဒီမှာ G and Dan ဆိုတာလေးကိုနှိပ်လိုက်အဲဆိုဒီမှာကုတ်ကြလာလိမ့်မယ်နော် registration ကုတ်ကြလာလိမ့်မယ်ဟုတ်ပြီကုတ်ကြလာပြီဟေးဆိုရင်ကျွန်တော် copy ကူးမယ်ပြီးတော့ရင်ဒီနောက်ကဒီမှာ page တွားချမယ်ပြီးဒီအပေါ်က user name ကလည်းမှားလို့မရဘူးပေါ့နော် user name ကလည်းမှားလို့မရအောင် user name ကိုလည်းမှန်အောင်ထည့်ရပါမယ် okay ပြီးသွားပြီဆိုတော့ okay ကိုနှိပ်မယ်ဒါဆိုရင်အောင်မြင်သွားပြီပြီးသွားရင်တော့ကျွန်တော်ဘယ်ကိုသွားမှာလဲဆိုတော့ option တွေကိုသွားမယ် option တွေကဒီမှာ configuration တွေကိုသွားပြီးတော့ကျွန်တော် virtual drive မှာ disable နေရာမှာကျွန်တော် OneDrive ကိုရွေးမယ်ပြီးသွားရင် okay ကိုနှိပ်မယ်ဒါဆိုရင်ကျွန်တော်က restart ချခိုင်းတယ်ပေါ့နော် okay အဲဆိုရင်သူအကုန်လုံး file တွေအကုန်လုံးပိတ်မယ်ပိတ်ပြီးသွားရင်ကျွန်တော် stick လေးကိုပြန်ဖြုတ်မယ်ဒီကနေပြီးတော့ဖြုတ်လို့မရရင်ကျွန်တော်ဒီကနေသွားပြီးတော့ right click နဲ့ eject ကိုနှိပ်မယ်ပေါ့နော်အဲ့တော့ဟုတ်ပြီစတိကိုဖြုတ်ပြီးတော့ကွန်ပျူတာကိုကျွန်တော်ဘာလုပ်ပြရမလဲဆိုတော့ restart ချပေးရပါမယ်ဒါကတော့ Power ISO software installation လုပ်ပုံလုံးကြီးကိုပြောပြပေးတာဖြစ်ပါတယ်ဘာလို့ Power ISO software installation လုပ်ပေးရလဲဆိုတော့ကျွန်တော်အကြောင်းသားတွေကို Power ISO နဲ့ပဲ software တွေပေးတာများတယ်ပေါ့နော်တခါကျရင်သူတို့က Windows Security မပိတ်ရင်ခဏခဏ software တွေပြက်ပြီးတော့ခဏခဏပြန်လာယူရလို့မလို့ကျွန်တော်က software တွေကို Power ISO နဲ့ zip ခြုံပေးတာဖြစ်ပါတယ်